嗨，大家好，我是阿明老师，阿龍嘅明啦吧，ကျွန်တော်ကတော့ဆရာအမင်းပါ။ကျွန်တော်ဒီနေ့ကကြတော့ Taipei 101ဘက်ကိုရောက်နေတာပဲဖြစ်ပါတယ်။အဓိကကြတော့ကျွန်တော်ဒီ Taipei 101ထဲမှာရှိတဲ့ဂျာမနီတန်ရုံးမှာတရုတ်စာလာပြပေးရပါတယ်။အဲ့ဒီတော့ကြောင့်ဒီဘက်ကိုအမြဲရောက်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ပြောပြပေးချင်တာကကြတော့ကျွန်တော်ပြီးခဲ့တဲ့3-4လလောက်ကပေါ့နော်ထိုင်ဝမ်နိုင်ငံရဲ့ဒီရဲစခန်းတွေဒါမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒီရှင်းနေချုပ်ရုံနေမှာဘာသာလိုက်ပြန်ပေးတဲ့အခါပေါ့နော်ကျွန်တော်တတိထားမိတယ်ဒီမြန်မာចောင်းသားတွေနဲ့တိတ်ပြီးတော့မရင်းနှီးတဲ့ဒီဥပဒေတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါကကြတော့ကန်ဆောက်ဖာလို့ခေါ်ပါတယ်အဲ့ဒီနိုင်ငံမှာ2022ခုနှစ်6လပိုင်းမှာစပြီးတက်ဝင်သွားတာပဲဖြစ်ပါတယ်နောက်ရောက်ခံလိုက်ပြီးတော့ပေါ့နော်ဒီ sexual harassment လုပ်တယ်လို့ဆိုလို့ရတာပေါ့ဒါနဲ့ကျွန်တော်တို့မြန်မာចောင်းသားတွေနဲ့တိတ်ပြီးတော့မရင်းနှီးကြပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာဒီအထူးသဖြင့်ပေါ့နော်လူငယ်တဘာဝအရာကောင်လေးကကောင်မလေးကိုစိတ်ဝင်စားတဲ့အခါကျရင်သူ့နောက်ကနေပြီးတော့ကျွန်တော်ရေးစားစာလိုက်ပေးတဲ့အကျင့်ရှိတယ်ပေါ့နော်ဒီလိုမျိုးအပြုအမူလုပ်ရရှိတယ်ဒါပေမဲ့အားလုံးတတိထားမှာကျွန်တော်ထိုင်ဝမ်မှာဒီလိုမျိုးလုပ်တာဟာဥပဒေညီစွန်းနိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးကောင်မလေးတယောက်ကိုနောက်ကနေရေးစားစာလိုက်ပေးပြီးတော့မှအဲ့ဒီကောင်မလေးဟာသူ့စိတ်ထဲမှာနေလို့အဆင်မပြေဘူးစိတ်ထဲမှာcomfortable မဖြစ်ဘူးလို့သူကတတ်မှတ်လိုက်တယ်ဆိုရင်သူကရဲစခန်းမှာသွားပြီးတော့အမှုဖွင့်လို့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးအမှုဖွင့်လိုက်ပြီဆိုရင်တော့ကျွန်တော်ပုံမှန်အားဖြင့်တော့ main ကလေးဘက်ကနိုင်တာများပါတယ်ထိုင်ဝမ်မှာနောက်ရောက်ခံလိုက်ပြီးတော့လိမ်ပိုင်းဆိုင်ရာနောက်ဆက်တဲ့ဥပဒေဟာအရန်ကိုစိုးရပါတယ်ပြီးဝင်ထောင်ဒဏ်နဲ့ကြာနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ထိုင်ဝမ်မှာပေါ့ရေရှင်နေမဲ့လူတွေအတွက်ဆိုရင်တော့အဆင်မပြေပါဘူးဘာဖြစ်လို့ဆိုတော့သူကရဲစခန်းထောက်ခံစာတောင်းတဲ့အခါကျရင်လည်းကိုယ့်ရဲ့ဒီထောက်ခံစာထဲမှာမထင်မှတ်ပဲကျူးလွန်ထားတဲ့ဒီအမှုရတယ်ကိုယ့်ရဲ့ဒီတမိုင်းထဲမှာအမတန်ထဲမှာပါတာမှာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဒါကဘာပြဿနာမှမရှိဘူးဆိုပေမဲ့ထိုင်ဝမ်နိုင်ငံရဲ့ဥပဒေအရဒါအရန်ကိုကြီးလေးတဲ့အမှုဖြစ်ပါတယ်ဒါကြောင့်တတိထားပေးပါဒါကြောင့်လည်းကျွန်တော်ပေါ့နော်ဒီဘာသာတော်ပြည့်နေတဲ့အခါမှာကြားတယ်မြန်မာကျောင်းသားတွေကသူတို့မေးတဲ့အခါကြားရင်လည်းသူတို့ကလုံးဝမသိတဲ့အတွက်ကြောင့်ကျူးလွန်မိလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိမှာတော့3ယောက်လုံးဘာသာပြင်ပေးပြီးသွားပါပြီအဲ့ဒါကလည်းကျွန်တော်တက္ကသိုလ်ကျောင်းဝင်းထဲမှာကျွန်တော်ရောက်လာတဲ့အခါကြားရင်ထိုင်ဝမ်ကျောင်းသူလေးတွေသူတို့ကစိတ်ဝင်စားတာဖြစ်တော့ကြောင်းသူတို့နဲ့ရင်းနှီးခြင်းနဲ့သူတို့ရဲ့ဒီစိတ်ခံစားချက်တွေပေါ့နော်စာနဲ့ရေးပြီးတော့ဖော်ပြပေးချင်တာပေါ့တနည်းအားဖြင့်ပြောမှဆိုရင်တော့ရေးစားစာပေးတာပေါ့အားလုံးကလည်းရဲစခန်းသူတို့အကြောင်းကြားပြီးတော့ရဲစခန်းမှာပေါ့နော်မတန်းလာလို့ပါတော့ပြောမှတာသူတို့ကမထင်မဲ့ပဲသူတို့အဖြစ်တစ်ခုကိုကျူးလွန်မိလိုက်တယ်ဆိုတာသူတို့သိသွားတာပေါ့နော်အဲ့ဒီတော့ကြောင်းဖြစ်နိုင်တယ်ဆိုရင်တော့ကျွန်တော်ထိုင်ဝမ်နိုင်ငံရောက်လာတဲ့ခါကျရင်ဒီလိုမျိုးလုံးရက်ကိုအောင်ချင်းစိတ်ချင်းပါတယ်နောက်ပိုင်းကျရင်လည်းပေါ့တတိထားတဲ့ဥပဒေတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နည်းနည်းလေးမျှဝေပေးပါအောင်မယ်ဒါကြောင့်လည်းကျွန်တော်ရဲ့ YouTube ဒါမှမဟုတ်ဆိုကျွန်တော်ရဲ့ Facebook စာမျက်နှာတွေကိုအမြဲတမ်း subscribe နဲ့ follow လုပ်ထားပေးပါအောင်လို့ပြောချင်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုဒီမှာဆုံးသက်လိုက်ပါမယ်ခင်ဗျာတာကြပါဘိုင်